နဲ့6နာရီကျော်ရှိနေပြီပေါ့နော်အလီနာ YouTube မှာတစ်ခါမှ A Day in My Life ကိုအရှိမရိုက်ဘူးဆိုတော့ဒီနေ့မှလုံးဝအရှိပေါ့နော်ရိုက်ပေးရမှာဖြစ်ပါတယ်အခုမှလို့ချင်းဆိုတော့တန်းမထွက်တော့လောဆယ်အလီနာသွားတိုက်ပြီးသွားပြီဆိုတော့အခု skin care လုံးမယ်ပြီးလို့ရှိရင်တော့ makeup လိမ့်ပါမယ်ခုနောက်ပိုင်းဘာဖြစ်လို့လဲမသိဘူးမနက်ပိုင်းနေဆိုလို့ရှိရင်လေအလန်းမမီခင်နိုးနိုးရေးပဲဝါနေရလားဘာဖြစ်လို့လဲတော့မပြောတော့ပြီးတော့လေခုနောက်ပိုင်းလေ skin care ဘယ်လောက်လို့ပေါ့နော် makeup လိမ့်လို့ရှိရင်အဲ့လိုမျိုးနည်းနည်း cakey ဖြစ်ချင်နေတဲ့ပုံစံပေါက်နေဘာဖြစ်လို့လဲမသိဘူးဒီမှာအရင်မဲ့အေးနေလို့လားတော့မပြောတော့ဒီနေ့ makeup ကိုတော့မပါတလောက်လေးပဲပလေးပဲလေတော့ဒီနေ့ Alina schedule အနေနဲ့ကကြတော့ကြောင်းသွားမယ်ပြီးလို့ရှိရင်အပြင်မှာ cafe design ဆိုင်သွားပြီးတော့တင်နန်းဆက်တင်ရမယ်ပေါ့နော်ကျောင်းအပြင်အိမ်ပြန်လို့ရှိရင်မမီရဖြစ်တဲ့အတွက် Alina လိုလုံလိုက်ရပါမယ်အားလိုနဲ့လေ Alina တို့ဒီ spring break ပိတ်တော့မယ်ပေါ့နော်အခုက winter ပြရလို့ရှိရင်ဒီလိုမျိုးຫນွေဦးရာသီရောက်တော့မယ်အဲ့ဒီဟာအတွက်သူက break ချောင်းပိတ်တယ်ပေါ့နော်အဲ့ဒါလည်းနောက်2ပတ်လောက်ဆိုလို့ရှိရင်ပိတ်ပါပြီကျောင်းပိတ်လို့ရှိရင်တော့ဘယ်သွားရမလဲဘာလုပ်ရမလဲတော့မ plan ရသေးဘူးဘာမှမလုပ်ဖြစ်ဘဲနဲ့အလီနာဒီတိုင်းပဲအလုပ်လုပ်ရင်းနဲ့ပဲကုံဆုံးသွားဖို့ရတိုင်းတော့ပုံများပါတယ်ပြီးတော့အလီနာရဲ့မနေ့ကအဖြစ်အပျက်တစ်ခုကိုပြောပြမယ်ပေါ့နော်မနေ့ကအမှန်တကယ်ဆိုလို့ရှိရင်ကျောင်းလည်းရှိရယ်ဖလာတီးလည်းရှိရယ်အလီနာအတန်းတင်စရာလည်းရှိရယ်အားနဲ့မနက်ကနိုးလာတော့အတန်းမရှိဘူးတဲ့ဆရာမစာပို့ထားတော့ကျောင်းမသွားရအဲ့ဒါဆိုလို့ရှိရင်တော့လို့ဖလာတီးရှိရဆိုတော့ဖလာတီးသွားမယ်ပေါ့ဆိုပြီးလုပ်တာအဲ့ဒါကိုဘယ်လောက်မှမကြောက်ဖလာတီး class ကလည်းဆရာမနေမကောင်းလို့တဲ့ cancel တဲ့အဲ့ဒါဆိုလို့ရှိရင်လည်းအတန်းတင်စရာရှိသေးရပဲအတန်းတင်မယ်ဆိုပြီးစောင့်နေပြီးတော့အတန်းတင်တာလည်း cancel သွားမနေ့က cancel တာတွေအကုန်လုံးပြေးနေအဲ့လိုဘာလုံးမှလည်းမလုပ်လိုက်ရဘူးဘယ်ချောင်းမှလည်းမသွားလိုက်ရဘူးဒါပေမဲ့တော်သေးရဲ့ပြောရမယ်ဘာလို့ဆိုအိမ်မှာနေတော့ကအလီနာဗီဒီယိုတွေရိုက်ထားလို့ပေါ့နော်ဟောတနေ့ကဘာမှတော့လုပ်ဖြစ်မှာမဟုတ်ရေးမမတော့ဘူးမေးကြပါနဲ့အခုကွာဖင်လန်မှာအရင်အေးနေတော်တော်လေးအေးနေတဲ့မှာပါဆရာမတွေရောအကုန်လုံးကြီးကဖျားကြတာပေါ့နော်အလီနာတို့တငယ်ချင်းတွေလည်းဖျားပြီးသွားပြီအလီနာလည်းဖျားပြီးသွားပြီပေါ့နော်ပြီးရင်တော့ဒီ Hailey Bieber ရဲ့ brand road ကနေပြီးတော့အလီနာဒီ blush လေးမှာထားရပေါ့နော်ဒီ blush ကိုတော်တော်လေးကြိုက်တယ်ဒါကိုပဲ blush အနေနဲ့သုံးမယ်ပြီးရင်ဒီနာ eye shadow အနေနဲ့ထည့်ပါမယ်ဒီနေ့ဘာဝေးရမလဲတော့မစဉ်းစားသေးအလီနာကုန်ပြီးသွားရင်ငါကနေဆိုပဲကျန်တော့ရပေါ့နော်ဆိုတော့ road ကဒီ lip liner လေးသုံးလိုက်မယ် lip line ဖော်ပြီးသွားပြီဆိုလို့ရှိရင်ခုနကပေါ့နော်ဒီအရောင်လေးနဲ့အတွင်းထဲထည့်လိုက်ဒါဆိုလို့ရှိရင်တော့ရပါပြီရှင်မောင်လေးလား waitဒီနေ့ outfit အတွက်ကိုတော့အလီနာ all black ဝတ်မယ်ပေါ့နော်အောက်ကနေပြီးတော့ဒီလိုမျိုး flare pants ပါအမဲအောင်ပေါ့နော်အဲ့ဒါအောင်မှအပေါ်ကနေပြီးတော့ဒီလိုမျိုး halter top အမဲလေးနဲ့တွဲဝတ်ပါမယ်ဒါပေမဲ့အေးနေရဆိုတော့တက်ထက်လိုက်တော့မရဘူးပေါ့နော်ဒီ flare pants အောက်မှာဆိုလို့ရှိရင်လည်းအသားခံရမယ်ပြီးရင်ဒီ top ရဲ့အပေါ်မှာဆိုလို့ရှိရင်လည်းအလီနာလုံလုံခြုံခြုံပေါ့နော်တခုခုကုတ်ထပ်ဝတ်မှရပါမယ်ကဲဆိုတော့အလီနာ outfit လဲပြီးသွားပါပြီအပေါ်ကနေပြီးတော့ဒီလိုမျိုး halter top ရဲ့ပြီးရင်အောက်ကတော့ဒီလို flare pants ပေါ့ outfit ကိုတော့လေပြီးမှတေချာပြမယ်အခုကတော့ဘိုက်စာလို့အလီနာမနက်စာစားလိုက်ဦးမယ်အခုကတော့အလီနာမနက်စာစားနေရပါတော့ပုံမှန်ဆိုလို့ရှိရင်ကျောင်းသွားရင်မနက်ပိုင်းတစ်ခုခုစားမှာမဟုတ်ရင်ဘယ်လိုမှမရပါဘူးအဲ့မလို့ဘယ်လိုကိတ်ပြီးပေါ့နော်ပုံမှန်ဆိုရင် coffee နဲ့ပါတောက်တယ်ဒါပေမဲ့ coffee မရှိဘူးအဲ့ဒါရေပဲတောက်ပါတော့မယ် vlog ကရိုက်မယ်ဆိုပြီးတော့မရိုက်ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့လေဒီလိုမျိုးကင်မရာနည်းနည်းထုတ်ပါခတ်တယ်ကင်မရာသိမ်းလိုက်ထုတ်လိုက်ဆိုတော့မထုတ်ဖြစ်တော့အဲ့တော့ဒီနေ့စဉ်းစားတာကတော့ကင်မရာနဲ့ရိုက်ဖြစ်လို့ရရင်ရိုက်ဖြစ်မဟုတ်လို့ရှိရင်တော့ဖုန်းနဲ့ရိုက်မယ်ဆိုပြီးတော့ပေါ့နော်နှစ်ခုလုံးနဲ့မြရိုက်ပါမယ်စားပြီးမှပြန်တွေ့ပါမယ်ဆိုတော့ကိုအလီနာစားလို့လည်းပြီးသွားပြီနှခမ်းလည်းပြန်ဆိုပြီးသွားပြီပေါ့နော်ဆိုတော့ earring step ပါမယ်ဒီဒါတော့ကြီးရပါတော့ဒီနောက်ဗီဒီယိုကြည့်ရတဲ့ဆိုသတိထားမိလိမ့်မယ်ဒီနာအဲ့လိုမျိုးငကက်အဝိုင်းနေဆိုအရန်ကြိုက်တယ်အဲ့ဒါအောင်မှကြီးတယ်လေပိုကြိုက်တယ်ပဲပေါ့ဒီနေ့ကကျတော့ဒီ Sol de Janeiro ကပေါ့နော်ဒီ fragrance စပါမီဒီ
အလီနာအိတ်မဖက်ရသေးဘူးအိတ်ဖက်လိုက်အောင်မယ်ဆိုတော့အိတ်ကိုတော့အလီနာဒီအိတ်လေးယူပါမယ် MacBook ပြီးရင်တော့ဒီမှာ blush ရယ် road က lip liner ရယ်ပြီးလို့ရှိရင် lip tint ရယ်ပါအိမ်တော့အော်သွေးကြိုးနဲ့ power bank ကတော့ပြီးမှထည့်လိုက်တော့မယ်ချောင်းသွားရပါတော့မယ်ပေါ်ကနေဒီကုတ်လေးထည့်လိုက်မယ်ပေါ်ကနေဒီ winter jacket လေးထပ်ပြီးတော့ဒါပြီးရင်တော့ကြောင်းသွားဖို့ ready ဖြစ်နေပါပြီကျမတို့အခု bus ကားဆောင်နေရပါမလာနိုင်သေးပါဘူးဒီနေ့အပြင်မှာတော်တော်အေးပါတယ်ရမ်းချမ်းနေပါပြီအခုက bus ကားပေါ်နော်လျောင်းနောက်ဆုံးအဆင့်ရောက်နေပါပြီဒါပြီးရင်တော့ကြောင်းတန်းရောက်ပါပြီရှင် I still need to recover from another love. Oh, would you be here for me? Never met your parents, not even Sound your of Wabishin. mother. But let's see where this leads. ခုကတော့အလီနာအတန်းနဲ့ရောက်နေပြီပေါ့နော်ဒီနေ့ကကြတော့အလီနာတို့ flight ဘေးနာတယောက်ကျမကိုလာကြည့်နေအလီနာတို့ Valentine Day နဲ့ပတ်သက်ပြီးတော့ဒီ postcard လောက်ခိုင်းတာပါတယ်ဒါပေမဲ့ကျမကတော့အခုမှဆက်လုပ်တာပါအကြောင်းရောက်နေရ2 နာရီလောက်ရှိနေပြီ What should we do tonight? What if this breaks your little heart in mine? What should we do tonight? Let's just find out. Pretty blue jeans and me. Dat is niet vergeten. Het is nog eigenlijk leuk. Het was niet nog maar in maksanut sitä. Ei mä haluaisin näistä rahaa. Ja sit ဆက်မရှိလားရှိဘူးဒီရှိရကောင်းမလေးကိုခေါ်ပြီးတော့ပြေတော့အားတော့မသိဘူးလားနောက်ဆုံးတော့ဒီမှာပြီးသွားပါပြီ postcard Hello ခုကတော့ကျောင်းဆင်းပါပြီဒီနေ့ကစောကြီးပဲပုံမှန်ဆိုလို့ရှိရင်ကျောင်းကနေပြီးတော့2 နာရီကျော်မှဆင်းတာဒီနေ့ကကျတော့1 နာရီတော့မထိုးသေးဘူး Running through evergreen. Pretty blue jeans and me. အခုကတော့အလီနာမက်ထရိုစောင့်နေရပါကွင်နဲ့ကတော့သူလည်းသွားကြတခုရှိတော့သူနဲ့ကလမ်းခွဲလိုက်ပြီပေါ့နော်အခုကတော့အလီနာတယောက်တည်းပါမချာတော့တောက်ပါမယ်ရှင်တော်တော်လေးအေးပါတယ်That we don't operate well, baby. Cause you're bad for my health. I swear you go to hell. Take the L. I don't wanna see you swell no more. And you might be the death of me now, baby. But we don't want no homicide now, do we? And shooting my soul so loud. Are you happy now? Hello အခုကတော့အလီနာဗီဒီယိုတွေတော်တော်များရိုက်ပြီးသွားပြီအလုပ်တွေလည်းလုပ်ပြီးသွားပြီအခုလောလောဆယ်အနေနဲ့ကတော့အတန်းတင်ရမှာပေါ့နော်အဲ့ဒါအတန်းတင်ဖို့အတွက်မ join လာသေးလို့စောင့်နေတာဖြစ်ပါတယ်လူတွေကတော့ဒီမှာတော်တော်လေးရှင်းသွားပါပြီအခုကတော့အလီနာအိမ်ပြန်နေပါပြီအစားကတော့ metro စီးပြီးသွားပြီပေါ့နော်အဲ့တော့မလိုက်လိုက်ရအောင်ဟိုကတော့အလီနာယထာနောက်တစ်ဆင့်စီးမှာပဲဖြစ်ပါတယ်ယထာစေရှင်ရောက်နေရပါယထာလည်းစီးပြီးသွားပြီဘတ်လည်းစီးပြီးသွားလို့အိမ်ဘက်ကိုလမ်းရှောင်နေပြီပေါ့နော်ပြီးလို့ရှိရင်တော့ပြန်ရောက်ပါပြီဒီနေ့ကတော့တကယ်တော်တော်လေးပင်ပန်းသွားပါပြီဒါပေမဲ့အိမ်ရောက်ရင်အလုပ်တွေလုပ်စရာရှိသေးတာဆိုတော့မြန်ပြန်ပြီးလို့ရှိရင်မြန်ပြတ်ဖြတ်ရပါမယ်မနက်ကတော့ပိုအေးတယ်အခုကတော့အဲ့လောက်တော့မအေးတော့ဘူးဒါပေမဲ့နှင်းလေးတွေကတော့နည်းနည်းကျနေအောင်မယ် vlog တွေလည်းနောက်ပိုင်းအလီနာ YouTube ဘက်မှာလေးမလှည့်နိုင်ဘူးဖြစ်နေပေမဲ့အခုကနေစပြီးတော့တပတ်ကိုပေါ့နော်2 ပုတ် 3 ပုတ်လောက်တင်နိုင်အောင်လို့အလီနာစူးစမ်းနေပါတယ်ချော်လဲတော့မယ်ပြောရင်တခုပြမယ်အလီနာရဲ့တော့ဟာလေး
ဒီချိတ်ထားတဲ့ဟာကြီးအရန်ရုပ်ဆိုးလဲမယ်နဲ့မလဲရသေးအိမ်ပြန်ရောက်ပါပြီအိမ်ပြန်ရောက်တဲ့ချိန်ကတော့9 နာရီလား6 နာရီလားမသိဘူးဖြစ်နေပြီခုနအလီနာအိမ်ပြန်ရောက်တာမရိုက်လိုက်ရလို့ပေါ့နော်အခုကတော့အလီနာတစ်ချက် email တွေပြန်ပြီးတော့အလုပ်လုပ်နေတာပါမမီကတော့အဖိုင်ရန်စားလာပြီဆိုတော့ညနေစာတော့စားပါမယ်မနေ့ကအလီနာတစ်ချက်ထားတဲ့ဟင်းကိုပြန်နေပြီးတော့ထမင်းရှိတယ်အားနဲ့စားရမယ်စားပါတော့မယ်ရှင်ဒီမှာ YouTube ကြည့်ပြီးတော့ပေါ့နော်ဘာ vlog ကြည့်ရင်ကောင်းလဲတော့မကြည့်ရသေးပါဘူး Not being more productive, and also because 50 like every day, lazy, and a Hello Kitty backpack. I got it for the first, but you know, this one is first. ကဲခုဒီနာစားပြီးသွားပါပြီဆိုတော့ makeup ဖြတ်မယ်ရေတော့ဒီနေ့မချိုးနိုင်ပါဘူးရေကိုအနာတော့တရက်ချတစ်ခါပေါ့နော်ဖီလမ်မှာအရက်အေး -1 ရှိတာဖြစ်တဲ့အတွက်နေ့တိုင်းတော့ရေမချိုးနိုင်ပါဘူးရှင်ဆိုတော့လို့ဆက်အနေနဲ့ကတော့ makeup သွားဖြတ်မယ်အင်ကြီးလဲမယ်ပေါ့နော်ပြီးလို့ရှိရင်အကုန်လုံးနဲ့ skin care လုပ်တဲ့ချိန်ကြရင်ပြန်ဆိုပါမယ်ကိုမျက်နှာကိုကြည့်ရတာနေအရန်ချောက်နေတယ်လို့ပဲအဲ့လိုမျိုး makeup ဖြတ်ပြီးသွားရင်လေမျက်နှာ10 မိနစ်လောက်တော့ထားလို့မရဘူးတအားချောက်တာဒီ toner spray ကတော့အလီနာလက်ရှိ3ဖြစ်နေရပါတော့တော်တော်လေးလဲကြောက်လို့နောက်ပိုင်း73ဖြစ်နေတယ်ချမ်းလို့မရဘူး rope ပတ်မှာရမယ် skin care မြန်လုပ်ရမယ်ပြီးလို့ရှိရင်လုပ်စရာရှိရဒါပေမဲ့အရင်ကလောက်တော့အလီနာရှုပ်ရှက်ခတ်နေတာမျိုးတော့မဖြစ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အလီနာခုနောက်ပိုင်းထက်ချဲပြီးတော့ editor တွေလည်းခေါ်ထားတဲ့ social media manager ပြီးလို့ရှိရင် Alina agency ရေးနဲ့ပါချိတ်ပြီးတော့ Alina နဲ့အလုပ်ပေါ့နော်အဲ့လိုမျိုး Alina လုပ်တွေအကုန်လုံးလုပ်ပေးလို့ရအောင်လို့ခေါ်ထားတာဖြစ်တဲ့အတွက်တိတ်ပြီးတော့ပြန်မှန်းပြီးလုပ်နေစီအမလို့တော့ဘူးပေါ့နော် Alina ကတော့လေ spray တွေပဲဖြန်းတာပေါ့နော်လို့လက်ဆောင်ပေးတဲ့ထဲမှာ PR ပို့တဲ့ထဲမှာလည်း spray တွေအများကြီးဆိုတော့ Alina ကလည်း skin care လုပ်လို့ရှိရင်လေဒီလိုမျိုး spray ဖြန်းရဆိုအရင်သဘောကျခဏလေးနဲ့ကိုမျက်နှာတစ်ခါတည်းလဲဖြန်းလိုက်ရုံနဲ့ပြီးသွားတယ်ပေါ့နော်ဆိုတော့အလုပ်များနေဆိုလဲဒီလိုမျိုးဖြန်းလိုက်ပြီးသွားအခုအလီနာဒီ spray နှစ်ခုဖြန်းပြီးသွားလို့ရှိရင်အဲ့လို7 days ဟိုရိုက်နေတာရှိရပေါ့နော်ဆိုတော့အဲ့ဒီ skin transformation ကဆက်ရရမယ်အခု camera ထောင်းလာမှာ back camera လှည့်ပြီးတော့ဒါဒီဘက်တို့မှာပြန်လာခဲ့ပါမယ်အလီနာရိုက်ပြီးသွားပါပြီခုနက My Lab က moisturizer ရဲ့ပြီးတော့ဒီ Purito က gel cream လေးပါလိမ့်လိုက်သေးရပေါ့နော်ဆိုတော့အခုကတော့နောက်ဆုံး step အနေနဲ့ Dr. Aldia ရဲ့ Jelly Mist ပါအလီနာရဲ့ nighttime skincare လေးပြီးပါပြီ Dr. Aldia spray တွေကိုတော့အလီနာတကယ်ကြိုက်တာပေါ့နော်ဒီ aquamarine ဒီ jelly mist လေအလီနာသုံးတယ်နောက်တစ်ခုအနေနဲ့ကကြတော့သူတို့ရဲ့345 cream ကိုမှဒီ mist ထုတ်ထားတာပေါ့နော်အဲ့နှစ်ခုကတော့အလီနာပတ်ချလေးရိုက်ပြီးတော့ moisturizer ဆိုတော့သုံးပါတယ်ဆိုတော့အလီနာနောက်တော့မထုတ်တော့ eyebrow နဲ့ပဲလုပ်လိုက်တော့မယ်အရင်ဦးဆုံးအနေနဲ့ဒီရိုက်ခဲ့တဲ့ clip တွေအများကြီးရှိပေါ့နော်အဲ့ဒီ clip တွေကိုအလီနာဒီ iPad ထဲကိုအရင်ပြောင်းထည့်လိုက်မယ်iPad ထဲကိုပို့နေပါတယ်အဓိကအဖြစ်ဒီလိုမျိုး raw edit လုပ်ရမယ့် files တွေကိုအဲ့ဒီeditor ကိုပို့ပေးရမယ် drive ထဲထည့်ရမယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်တော့ Alina social media manager ပေးထားတဲ့ idea တွေကြည့်ပြီးတော့ Alina video ရိုက်စရာရှိတာတွေplan မယ် and then commercial script တွေဖတ်မယ်ဒီလောက်ပဲပေါ့နော်ဒီနေ့ကတော့အနိုင်ပြောရမယ်ဆိုလို့ရှိရင်လေ TikTok မှာ Alina တင်စရာ video တွေအများကြီးရှိရပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်း Alina တိတ်မတင်မိတာလို့အကုန်လုံးသတိထားမိကြမယ်ထင်တယ် TikTok ကနေထိုင်နေအတကုံ flop ပြီးတော့အဓိကလည်းသူတို့ကလည်း America ဘက်ကနေပြီးတော့ company တွေကဝယ်သွားတယ်ပေါ့နော် TikTok ကိုဆိုတော့သူတို့တွေအကုန်လုံးစအောင်ပြန်ပြင်နေတယ်reset တွေပြန်လုပ်ပြီး data တွေအကုန်လုံးကသူတို့ပြန်ပြီးတော့ transfer လုပ်နေအောင်ဆိုတော့ဂျားထဲမှာဒီလိုမျိုးတင်နေတဲ့ creator တွေရောကြည့်နေတဲ့ viewers တွေအတွက်ကောဘာ video မှတင်နေမတက်တော့ဘူးပေါ့နော်အဲ့နဲ့အလီနာနဲ့ content တွေဒီတိုင်းပဲစုထားလိုက်တော့မယ်အဲ့ဆိုနောက်မှပဲပြန်တင်တော့မယ်ဆိုပြီးလုပ်လိုက်တာပေါ့နော်အခုအလီနာဒီ account မှာဆိုလို့ရှိရင်တင်စရာ video တွေကအလိုတန်းစီနေတာဒါတော့မှ draft တိုင်းမထည့်ရသေးတဲ့ဟာတွေအများကြီးရှိရပေါ့နော်အဓိကအဖြစ်အလီနာစိတ်ရင်ပြောရမယ်ဆိုရင်10ပုတ်ကျော်ပုံ20လောက်တော့ရှိနေပြီကိုယ်စီမှာဒါပေမဲ့ဒီလိုမျိုးအရင်တော့တရက်တစ်ပုတ်တင်နေဆိုပေမဲ့ခုနောက်ပိုင်းတော့နားတာတော်တော်ကြာပါပြီ
ခုကအလီနာဒီမှာ transfer လုပ်ပြီးသွားပြီဆိုတော့ drive ထဲကိုပြောင်းထည့်မယ်ပေါ့နော်ပြီးရင်တော့ဒီလိုမျိုး tree လိုထဲမှာဆိုအလီနာ editor ကိုဒီလိုပုံစံမျိုးနဲ့ပို့တာပါဆိုတော့အဲ့လိုမျိုးလေးလုပ်လိုက်ပါအောင်မယ် 'Cause I really hate you 'cause you make me so blue ထည့်ပြီးသွားပြီဆိုတော့အတန်သွင်းရမယ့်အချိန်ပေါ့နော် voice over ကိုကြတော့များတော့အဖြစ် editor ကိုမပို့ခင်မှာအလီနာကအတန်ကိုဟာနဲ့ကိုသွင်းနေပေါ့နော်ပြီးတော့မှပို့လိုက်တာများတယ်ပြီးတော့မှ edit တာပေါ့နော် video edit ပြီးမှအတန်သွင်းတဲ့အထင်မှာဆိုလို့မဟုတ်ပါဘူးအရင်အတန်သွင်းပါတယ်သွင်းပြီးသွားပြီဆိုမှဒါ editor အလီနာအတန်နဲ့ညှိပြီးတော့လိုက် edit တာပါ And I promise to God I'll cut you off but I really need you and I really don't want to but we'll keep playing games till you fuck off Hello ဆိုတော့ခုအလီနာ raw တွေလည်းပို့ပြီးသွားပြီအတန်တွေလည်းသွင်းပြီးသွားပြီလှုပ်ရှား share တွေလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်အဲ့ရဝင်มาတော့မယ်ဒါပေမဲ့အဲ့ရမဝင်ခင်တော့အလီနာ social media ပေါ်တစ်ချက်တက်ပြီးတော့ပေါ့နော်ဘယ်ဟာတွေ trending လည်းနည်းနည်း research လုပ်လိုက်အောင်မယ်ပြီးရင်တော့9နာရီကျော်ရင်တော့အဲ့ရဝင်ပါပြီအခုကတော့ည8နာရီခွဲနေပြီပေါ့နော်ဆိုတော့ဒီ video လေးကိုလည်းအလီနာဒီမှာပဲရက်လိုက်ပါတော့မယ်နောက်ထပ်ဘယ်လိုမျိုး vlog လေးတွေကြည့်ချင်လဲဆိုတာလည်း comment မှာမှတ်ခဲ့ကြအောင်နော်ဒီနာရီအဲ့ဒီ TikTok နဲ့ Instagram ကိုလည်း follow လုပ်ပေးကြဖို့မမေ့နဲ့နော်ပြီးလို့ရှိရင်လည်းဒီ YouTube ကို subscribe တွေလုပ်ပေးကြပါအောင်ရှင် bye bye